周瑞祖，杜多松，赞助你俩拉巴那个巴西，周瑞祖来追踪，谁个做推阿曼内。အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုတီးဆောက်တဲ့အခါမှာဒန်လူရေးကိုရှေ့ရှုပြီးတော့မှအမျိုးသမီးတွေရဲ့ပါဝင်မှုကိုရရှိဖို့အတွက်လှုံ့ဆော်နေတာဖြစ်တယ်ပေါ့နော်နိုင်ငံရေးစွမ်းရည်မြင့်တင်ရေးဆိုလို့ရှိရင်လည်းဒီအမျိုးသမီးခေါင်းဆောင်တွေကိုမြင့်တင်ပေးပြီးတော့မှတားလူမျိုးရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုစ조사လှုံ့ဆော်တဲ့အခါမှာလည်းအမျိုးသမီးတွေကပါဝင်ဖို့လိုတယ်ဆိုတဲ့အနေအထားမှာကျမတို့လှုံ့ဆော်နေတဲ့ဟာတွေရှိရပါတော့ဖိုဝါဒကြောင့်ဖိနှိပ်မှုတွေပြိပခါကြောင့်ကအမျိုးသမီးတွေပဲတာဝန်ခံနေရတဲ့အခါမှာဒီအမျိုးသမီးတွေကိုကူညီပံ့ပိုးတဲ့အနေရာမှာလဲလှုပ်ဆောင်ပေးတယ်ပေါ့နော်လူသားချင်းစာနာမှုကူညီတွေကိုပံ့ပိုးပေးနေတာတွေလည်းရှိတယ်ဒီအမျိုးသမီးတွေကအကြံဖတ်မှုခံရပြီဆိုရင်အမျိုးသမီးတွေယာယီခိတနာခွေရနေရာတွေလည်းပံ့ပိုးပေးတယ်လို့ဒီတရားရုံးတွေမှာရင်ဆိုင်ဖို့ဆိုလို့ရှင်လဲ TWO အနေနဲ့ကူညီပံ့ပိုးနေတာတွေရှိပါတယ်စားတော့တော့ program နည်းနည်းလေးနဲ့အမှတို့စရတယ်ပေါ့နော်အခုကျတော့ program တွေလည်းအများရှိလာတယ်ကျမကြီးဖွဲ့လို့ပြောမလားပညာရေးဖွဲ့လို့ပြောမလားပြန်ပြီးတော့ဖွဲ့လာတဲ့အပိုင်းတွေလည်းရှိတယ်အခု TWO လို့ပြောလို့ရှိရင်တော့ဒီပြည်တွင်းမှာရှိတဲ့လူတွေခက်များများတိသွားတဲ့အပိုင်းတွေလည်းရှိရပေါ့နော်ပြည်တွင်းမှာမကနိုင်ငံတကာလည်းတိသွားတယ်ပေါ့နော်အဲကြောင့်မို့ TWO လို့ပြောရတယ်သူများကတိသွားပြီကိုယ်ပိုင်လုပ်လဲတယ်ပြီးတော့အရင်တုန်းကရွာအပြင်မောင်းထုတ်တဲ့ delete တွေရှိရပေါ့နော်အမျိုးသမီးတွေသမီးရေးစားမားတယ်ဆိုလို့ရှိရင်အမျိုးသမီးတွေရွာပြင်မောင်းထုတ်တာတို့အဲ့လိုမျိုးအပိုင်းတွေရှိတဲ့အတွက်ကြောင့်ပေါ့နော်အမတို့ကစီယုံရေးတွေသွားတယ်ခုဒီညော့နေလာတော့ပေါ့နော်တချို့ရွာတွေအဲ့ဒီ delete တွေမကျင့်သုံးတော့ဘူးပေါ့နော်ရှေ့ဆက်ပို့ပြီးတော့စူးစမ်းသွားရမယ့်အပိုင်းတွေလည်းရှိရပေါ့နော်နောက်တစ်ခုကျတော့ဒီအမတို့ train နေတဲ့အမျိုးသမီးငယ်တွေလည်းအများကြီးရှိလာတော့ပေါ့နော်တချို့ကျတော့ဒီတခြားဖွဲ့စည်းမှာအလုံးလုံးတဲ့အပိုင်းတွေလည်းရှိတယ်ကျမတို့စီမှာပြန်ပြီးတော့အလုံးလုံးတဲ့အပိုင်းတွေလည်းရှိတယ်တချို့ကျတော့ပါတီထဲမှာအရင်တုန်းကပါတီရှိတဲ့ချိန်မှာဆိုရင်ပါတီထဲမှာဝင်ပြီးတော့အလုံးလုံးတဲ့အပိုင်းတွေရှိတယ်ဝင်လောက်တဲ့အပြင်ပေါ့နော်အဲ့ဒီပါတီထဲမှာသူတို့ဝင်ပြိုင်တဲ့တချို့အမျိုးသမီးတွေလည်းရှိတယ်ပေါ့နော်ကျမတို့ရဲ့ရည်မှန်းချက် WLB နဲ့ဘယ်လိုမျိုးဆက်ဆက်လဲဆိုတော့ WLB ကလည်းနိုင်ငံရေးအဖွဲ့အစည်းကျမတို့ပြောမယ်ဆိုရင်တော့ Federal Democracy ကိုဥတီပြီးမှလိုချင်တဲ့အဖွဲ့အစည်းဖြစ်တယ်ကျမတို့နိုင်ငံရေးရည်တည်ချက်ကလည်းအဲ့ဒီဟာပါတယ်ဆိုတော့ကျမတို့တူတွဲလောက်တဲ့အခါမှာအရန်ကိုအားကောင်းတယ်ပို့ပြီးမှထိရောက်မှုရှိတယ်လို့မြင်တာပေါ့နော် TWO အနေနဲ့ပါဝင်လာရချင်းကြောင့်မလို့ဒီအပိုင်းမှာကျမတို့ရဲ့လုပ်ငန်းတွေကိုအများကြီးထောက်ကူပြုတဲ့ဟာမျိုးတွေရှိတယ်ဤပညာအရာတော်၎င်းပေါ့နော်အဲ့လိုမျိုးထောက်ကူပြုတဲ့ဟာမျိုးတွေလည်းဒါကျမတို့အတွက်အောင်မြင်မှုတစ်ခုလို့ပြောလို့ရတယ်နိုင်ငံတကာပဲပြောပြောပြည်တွင်းကပဲပြောပြော WLB ကိုတည်တာနဲ့ TWO ကိုတည်တာနဲ့တူတူပဲလို့ကျမတို့ကခံယူတာပေါ့နော် WLB ကတော့တိုင်းရင်းသူအမျိုးသမီးတွေနဲ့စုဖွဲ့ထားတဲ့အဖွဲ့အစည်းဆိုတော့ကျမတို့ဘာပဲလုပ်ပို့ပြီးမှအားရှိရပေါ့နော်နိုင်ငံရေးခန့်ကဏ္ဍပဲပြောပြောကျမတို့အမျိုးသမီးအရေးပဲပြောပြောတခုခုလုပ်မယ်ဆိုရင်တော့တိုက်တွန်းချက်ကပို့ပြီးမှအားကောင်းတယ်အဲ့ဒါကြောင့်မလို့ကျမတို့ TWO အနေနဲ့ဒါကလည်းအရင်အားကောင်းတဲ့အားတစ်ခုလို့အခွင့်ကျမတို့အတွက်အခွင့်ရေးတစ်ခုလို့လည်းမြင်တာပေါ့နော် IDP ကိုပဲကြည့်မယ်ဆိုလို့ရှိရင်ထွက်ပြေးရပြီဆိုရင်အမျိုးသမီးရဲ့ကလေးတွေကပုံများတာပေါ့နော်ဒီနောက်ပိုင်းပိုဆိုးတာကအိမ်အောင်စုတစုထဲမှာဆိုရင်ယောက်ျားလေးတွေကစစ်တပ်ထဲတွားတယ်ဆိုရင်အမျိုးသမီးကအဲ့ဒီအိမ်အောင်စုတစုလုံးရဲ့တာဝန်သိစင်မှာကျသွားတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်ပြီးတော့သူကပြန်ကြည့်ပေးရတဲ့အပိုင်းတွေလည်းရှိတယ်ပညာတတ်မှုလုံးလည်းလဲပါတဲ့အပိုင်းတွေလည်းရှိရပေါ့နော်ဆိုတော့ဒီအထူးသဖြင့်ဒီနိုင်ငံရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပညာပေးမှုတွေပို့ပြီးတော့ပေးဖို့လိုအပ်သေးတယ်ပေါ့နော်
တအောင်မျိုးသမီးထုအနေနဲ့ဖိုဝါဒရဲ့လွှမ်းမိုးမှုတွေဒလိထုံးတန်းရဲ့ဖိနှိပ်မှုတွေကိုလည်းခံစားရတာပေါ့နော်ဖိုဝါဒလွှမ်းမိုးမှုကအမျိုးသားတွေရဲ့ပူးပေါင်းပါဝင်မှုရှိမှသာလျှင်ကျမတို့ကကြော်လွှားနိုင်မှာဖြစ်တယ်ဒါကြောင့်မို့လို့တကယ်ပဲဒန်းတူရေးကိုဖော်ဆောင်ခြင်းနဲ့အားလုံးပြောနေတဲ့ဒီ Federal Democracy ကိုတည်ထောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဖိုဝါဒကြီးစိုးမှုကိုအမျိုးသားတွေကအမျိုးသမီးတွေနဲ့အတူလက်တွဲပြီးတော့မှတိုက်ထုတ်ဖို့လိုတယ်။တပြိုင်နက်တည်းမှာဒန်းတူရေးကိုပါဇက်ကပဲပြောတာမျိုးမဟုတ်ဘဲနဲ့လက်တွေ့မှာဒီအမျိုးသမီးတွေပါဝင်နိုင်ဖို့အခွင့်အလမ်းတွေကိုဖန်တီးပေးဖို့လိုအပ်ပါတယ်ဆိုတာကိုလည်းပြောချင်ပါတယ်ပေါ့နော်။အမျိုးသမီးတွေကိုဖိနှိပ်တဲ့ delay ထုံးတန်းတွေကိုပယ်ဖျက်ရမယ်ပေါ့နော်။အဲ့ဒါကဒီတအောင်ပဲမဟုတ်ဘူး။ကျန်တဲ့အမျိုးလက်နက်ကိုင်ဖွဲ့စည်းပဲဖြစ်ဖြစ်တိုင်းရင်းသားဖွဲ့စည်းတည်ကဒီအမျိုးသမီးတွေကိုဖိနှိပ်နေတဲ့ delay ထုံးတန်းဥပဒေတွေရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဟာတွေကိုပယ်ဖျက်ဖို့လိုအပ်ပါတယ်ပယ်ဖျက်ဖို့လည်းတောင်းဆိုပါတယ်ပေါ့